အင်းဝါဘက်ကပြန်လာတာလက်ရှိလမ်းမှာတော့မန္တလေးရဲ့ခြေနေကတော့မြင်းတဲ့အတိုင်းပဲတလန်းလုံးကားလမ်းတွေလည်းရင်းနေပြီအခုဒီကလက်ရှိဒါကတော့မင်္ဂလာဈေးကနေပြီးဒါဟိုပေါ့နော်ကဲသေးစကန်အနေနဲ့လောက်ထားတဲ့နေရာလေးသူတို့လည်းအလုံးဝရည်မြုပ်ကုန်အဲ့လိုမှမရတော့အခုဘလို့ဆက်ပြီးတော့သူတို့ဒီညအိတ်ဖို့လောက်ကြအောင်လည်းမသိသေးဘူးနော်ဒါဒီမှာဆိုလို့ရှိရင်ဥပမာလည်းတဲတွေရှိတယ်အများကြီးပဲဒါကျိုးတာလေးကျိုးတာလေးအဲ့ဒီကျိုးတာလေးပုံတော့မေတို့ကကျတော့ကိုဒီမယ်လေးသို့တော်လို့မလို့ဒီအတန်ကြီးလေးကနေမှမေတို့ကိုပေးလို့မေတို့ကတရားလေးကိုဟောဒါကြီးပဲရတာဟုတ်ကြီးပဲရတာဒီညဘယ်လိုအိတ်မလဲအားကြောင့်လို့မေတို့စဉ်းစားနေဟိုပုံလေးမှာအိပ်ရကောင်းလားလို့အေးပေါ့ထပ်ရွာရင်ထပ်ပြီးတော့တိုင်ပန်းအောင်အဲ့လိုပဲတားရလူလေးဆိုမိုးတို့ထိုင်နေရโอเคပါဒါကတော့လက်ရှိဒီမှာကဲသေးစကန်မှာမြင်ရတဲ့အတိုင်းပဲဒီညဘယ်လိုအိတ်မလဲဒါတော့ဟိုအမေတို့ကတော့ဖြစ်တယ်လို့လေးပေါ့ရှိရကုန်းလေးကိုရေဝတ်တဲ့နေရာနေပြီးပြန်ဆယ်ရေဝတ်တဲ့နေရာနေပြီးတော့ပြန်ပြီးကုန်းလေးရှိတဲ့နေရာလေးကိုရွှေ့ရမှာပါသားရယ်အခုဒီမှာရွှေ့ရမှာတဲဟိုပေါ့ဝိုင်းကူညီတောင်းတာတယောက်ပေါ့ခုရှိရကုန်းလေးပေါ်မှာပြေးပြီးနေရမှာပါဒီမှာခက်ခဲလို့ဘာတွေရှိလဲဒီမှာခက်ခဲဆိုဝေစားရှိရယ်စားစာရှိရယ်စားစာခက်ခဲတယ်ဟုတ်တယ်ပါလေနော်ဝေစားတွေလိုတယ်ဟုတ်မီးလုံးလေးတွေမီးခွက်လေးကတော့ခုနကတထေးကလာပြီးထူသွားပါပြီဟဲ့လားမီးလုံးလေးရတယ်မီးလုံးလေးရတဲ့သူလည်းရပါတယ်မရတဲ့သူလည်းရှိသေးပါတယ်ဟောအေးပါအေးပါဟဲ့လားရတဲ့သူလည်းမရတယ်နည်းနည်းပဲပါလာတယ်အဲ့လိုတနိုင်ပေါ့အသားလေးရဲ့အားလုံးကလည်းပါတယ်ဟို15 5လုံးလောက်ရှိသေးတယ်10လုံးကျော်လောက်တော့ရှိသေးတယ်ဒါပေမဲ့ဘိုးကရိုင်းရွာကားအတင်းပေါင်းပြေးရတာစိုင်းတွေလည်းပါနေတော့ဟုတ်ဒါလူပေးဦးမယ်နော်ဟုတ်ကဲ့ရှင်အဲ့မဲ့အသားရဲ့ပြောမယ်ဆိုလို့ရှိရင်စံဆိုတာကတော့ခုချိန်မှာလောလောဆယ်မှာသမီးတို့ကအေးပါသားတို့သမီးတို့ဟူလူလာကိုတော့ဒါပါတော့သားတို့သမီးတို့လူလာကိုတော့အနီတို့ကအဖွားတို့ကသဘောကျတယ်ကျေးဇူးလက်တင်ပါတယ်ဟုတ်ကဲ့ဒါပေမဲ့လောလောဆယ်မှာသားတို့စံလာချက်ဝေးမယ်ဆိုရင်လည်းအမေတို့အနေနဲ့ချက်မစားလို့ချက်စားလို့မရအဆင်မပြေဘူးဖြစ်နေတာနော်အစားအ6ချမ်းလေးတွေဟိုရရန်တုတ်ကလေးတွေလို့သမင်းလေးတွေဆိုရင်ကဒါပေါ့ဒီမှာသမင်းလူရှင်နေတိုင်းလာလားလာတယ်ကလေးလာတယ်နော်လာတယ်ပါတယ်လာတယ်ဒါကြတော့ဘယ်နှလမ်းဖြစ်မလဲလာတယ်ခွန်းသုံးလမ်း30ခါခွန်းသုံးလမ်း30ဟုတ်ဒီလာလေးဟောင်းကြီးပေါ့လာလေးဟောင်းကြီးပေါ့နော်အဲ့လိုအဲ့မှာလည်းကားရှိသေးလားအေးအဲ့မှာမုံချောက်တွေနဲ့ဟိုငပီးကြော်တွေနဲ့ယူခဲ့မုံချောက်တွေငပီးကြော်တွေရေဘူးရှိတယ်ရေဘူးကတင်ခဲ့လိုက်ဟိုကငါတို့ဒီဟိုလမ်း30 90 30မင်္ဂလာစေးဟောင်းအဲ့တောင်းမင်္ဂလာစေးဟောင်းလို့ပြောလိုက်ခုံ30ချောင်းနဲ့မင်္ဂလာစေးဟောရတတိသာဆိုရလေဒါလေဟာမဟုတ်လားဆိုင်ရမချသေးဘူးမလားဒါအဲ့ဒါဆိုင်ဘောဆိုင်ကမလို့ဒီမှာဆိုင်ဘောကနေအဲ့မုတ်တွေတင်လာခဲ့လိုက်မုတ်လို့အဲ့မှာရှိတဲ့မုတ်တွေထပ်တင်လာခဲ့လိုက်နော်ဆိုင်ဘလူးနဲ့အချောက်ချမ်းနဲ့ရပါရှိတဲ့မုတ်တွေကမှတင်လာခဲ့လိုက်ပြီနောက်တယ်နဲ့တူတယ်လောက်နေပါလို့ထပ်တင်လာခဲ့လိုက်ငပီးကျော်ပါတယ်ငပီးကျော်လည်းရှိတယ်နော်တို့မှာအဲ့ဒီတို့တဲလေးမအားတွေကိုရိုက်သွားတယ်ပါလားနော်လမ်း30 90ဟာလမ်း30ခွန်း30တဲလေးမအားရိုက်မှာတောင်းပါတယ်ပဲ